ရွှေမှုတ်ကြေမှုတ်တန့်မှုတ်မြေပြူမှုတ်မြေကြီးမှုတ်စပင်မွေးစားရတွေကိုမတော်တဆမျိုးချမိပြီးတော့ဝမ်ပိုင်းအောက်တာလေထိုးတာတွေဖြစ်ရင်တော့တပြေသီးကိုတတိယတင်ပါရီအဲ့ဒါတွေကိုကူတာဖို့တပြေသီးမှဲ့ချိန်မှာတပြေသီးမဲ့10လုံးကိုစားနဲ့တုတ်ပြီးတော့9ရက်စားပါ9ရက်ပြည့်သွားတဲ့အခါမှာမကြီးဖြော်ရည်တောက်ပေးပါဒါဆိုရင်ဝမ်ထဲမှာရှိတဲ့အမှုံမွှားတွေစပင်ထွေတွေအငြိကြီးတွေနဲ့တူတူကိုပါသွားမှာပါနောက်ထပ်တနည်းကတော့တပြေခောက်ကိုအမှုတ်လုပ်ပြီးတော့နေ့စဉ်ကော်ဖီစွန်းတစ်စုံနှုံးနဲ့တလားတိတိစားပြီးတော့ဝမ်နှုတ်ပေးမယ်ဆိုရင်လည်းမလိုလားအပ်တဲ့အမှုတ်တွေစပင်ချီထွေးတွေကျစီနိုင်ပါရီဒါအပြင်ကမှတပြေသီးရဲ့အစွမ်းတွေထဲမှာရင်သားကင်ဆာကိုကာကွယ်ပေးနိုင်တဲ့အချက်ကလည်းထူကြပါရီ2000ခုနှစ်ကအိန္ဒိယနိုင်ငံတို့ဆေးပညာကြားနယ်မှာတပြေသီးမဲ့ဟာလည်းရင်သားကင်ဆာမဖြစ်ပွားစေအောင်ကာကွယ်ပေးနိုင်တဲ့အပြင်ကမှရင်သားကင်ဆာဝေဒနာရှင်တွေတပြေသီးစားသုံးခြင်းနဲ့ကင်ဆာဆဲတွေမပြန့်ပွားအောင်လို့ထိန်းထားနိုင်တယ်လို့ဖော်ပြထားပါရီ2009ခုနှစ်မှာလည်းအမေရိကန်ပြည်ထောင်စုဆေးဝါးတက္ကသိုလ်ကသုတေသနပြုလေ့လာမှုတွေအရကတော့တပြေသီးဟာလည်းရင်သားကင်ဆာမဖြစ်ပွားအောင်လို့ထိထိရောက်ကိုမှကာကွယ်ပေးနိုင်ကြောင်းသုတေသနလုပ်မှုတွေကနေကိုအဖြေထွက်ရှိခဲ့ပါရီဥယျာဉ်ပြပေါက်ထခြင်းအတွက်ကလည်းတပြေသီးကအသုံးဝင်ပါရီတပြေသီးကိုကြိတ်ပြီးတော့ရတဲ့အရေကိုလိမ့်ပြမယ်ဆိုရင်တော့ပေါက်ထတာဥယျာဉ်ပြမှုဆွဲတာစတဲ့ယောဂတွေကိုပျောက်ကင်စေနိုင်ပါရီဒါဟာလည်းဥယျာဉ်ပြကျန်းမာရေးအတွက်တဘာဝနေလံကောင်းတစ်ခုဖြစ်ပါရီစီးကျိုယောဂအတွက်ဆိုရင်လည်းတပြေသီးမှာချိုဖန်တဲ့အရာတာရှိတာကြောင့်တပြေသီးပေါ်ချိန်မှာတပြေသီးမဲ့ကိုစားပေးခြင်းတပြေခောက်ကိုအမှုတ်ပြုတ်လုပ်ပြီးတော့နေ့စဉ်လက်ဖက်စားစုံတစုံနှုံနဲ့မနေ့ညစားပေးခြင်းဖြင့်စီးကျိုယောဂကိုတက်တာပျောက်ကင်စေနိုင်ပါရီဒီနည်းလမ်းလေးတွေဟာစီးကျိုယောဂထိန်းချုပ်ရမှာလည်းအထောက်အကူပြုနိုင်ပါရီစီးကျိုယောဂအတွက်အစွမ်းထက်ဆုံးကတော့တပြေသီးမဲ့ရဲ့အစိဖြစ်ပါရီတပြေသီးအစိကိုစနစ်တကျအချောက်လှမ်းပြီးတော့အမှုတ်ပြုတ်လုပ်ကနေ့စဉ်လက်ဖက်စားစုံတစုံနှုံနဲ့မနေ့ညတောက်ပေးမယ်ဆိုရင်တော့စီးကျိုတကယ်ပျောက်တယ်လို့ဆိုပါရီဒါဟာလည်းစီးကျိုဝေဒနာရှင်တွေအတွက်မျှော်လင့်ချက်ဖြစ်စေနိုင်တဲ့အချက်တစ်ခုပါပဲအိန္ဒိယဆေးကျန်းတွေမှာလည်းတပြေရွက်ပြုတ်ရည်ကိုအသေးအားစေဖြစ်တိုက်ကျွေးတဲ့ပြင်ကိုမှချင်မှတ်စတာတွေအကိုက်မခံရအောင်တပြေရွက်ကိုကိုခန္ဓာမှာပုတ်တိုက်လိမ့်ကြံကြတယ်လို့လည်းဆိုပါရီဒါပြင်ကမှတပြေသီးမှာအမြင့်တဲ့ဗီတာမင်စီနဲ့တခြားသောဓာတ်တွေလည်းပါဝင်တာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ကိုခံအားစနစ်ကိုလည်းမြင့်တင်ပေးနိုင်ပါရီတွင်းနေအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးတော့ခန္ဓာကိုယ်ကိုတန့်စင်စေတဲ့အာနိသင်လည်းရှိပါရီအစာချေပြတ်မှုအားကောင်းစေတာကြောင့်ဝမ်းချုပ်တာကိုလည်းတက်တာစေနိုင်ပါရီဒါပြင်ကမှတပြေသီးဟာလည်းသွေးအားနဲ့ယောဂကိုကာကွယ်ပေးနိုင်ပါရီသူမှတန်တက်ပါဝင်တာကြောင့်သွေးနေဦးဆဲတွေထုတ်လုပ်မှုကိုအားပေးပြီးတော့သွေးအားနဲ့ခြင်းကိုလည်းတက်တာစေပါရီဒါဟာလည်းခန္ဓာကိုယ်တစ်ခုလုံးကိုအောက်ဆီဂျင်ပုံမရရှိစေပြီးတော့နှွမ်းနေတာတွေကိုလည်းလျှော့ပါစေပါရီနောက်ထပ်တစ်ချက်အနေနဲ့ကတော့တဖုံးနဲ့သွားတွေကိုတန်ပါစေခြင်းလည်းဖြစ်ပါရီတပြေသီးမှာပါဝင်တဲ့ဖန်တဲ့အရာတာဟာလည်းတဖုံးတွေကိုကျန်းမာစေပြီးတော့တဖုံးရောင်ရမ်းတာမျိုးတွေကိုလည်းလျှော့ချပေးပါရီပါဇက်ထဲကဘက်တီးရီးယားတွေကိုလည်းလျှော့ချပေးနိုင်တာကြောင့်ဂရင်းကျန်းမာရေးကိုလည်းအထောက်အကူပြုစေပါရီဒီလိုမျိုးတပြေသီးရဲ့အစွမ်းတွေဟာလည်းကျန်းမာရေးအတွက်ဘတ်စုံအကျိုးပြုတာကိုတွေ့ရပါရီဒီရာသီမှာအလွယ်တကူရနိုင်တဲ့အသီးလေးမလို့တစ်နေ့10လုံးလောက်ကိုစားကြည့်ဖို့ကျွန်တော်ကတော့အကြံပေးခြင်းပါရီအားလုံးအနာရောဂါကင်းပြီးတော့66ပါးယောဂါတွေပျောက်ကင်းကကျန်းမာချမ်းသာပါစေလို့ဆုတောင်းပေးရင်တပြေသီးနဲ့ပတ်သက်တဲ့ဒီကျန်းမာရေးဗဟုသုတကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ရပါရီဒါနဲ့လူကြီးမင်းတို့ရဲ့မိတ်ဆွေတွေကိုလည်းတပြေသီးရဲ့စွမ်းပကားကိုသိရှိအောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်